အားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနနဲ့ဟိုတယ်နဲ့ခီးသွွာလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်တော်တောင်ဟာဝန်ကြီးဌာနမှတာဝန်ရှိသူများလိုက်ပါပြီးပြုံးလင်မျိုးရှိနိုင်ငံပိုင်ဟိုတယ်များအားကြည့်ရှုစစ်ဆေးပါတယ်ပြည်ထောင်စုဝန်ကြီးဟာဇန်နဝါရီလ16ရက်နေ့ညနေပိုင်းကပုဂ္ဂလိကလုပ်ငန်းရှင်မှငှားရိုင်းလုပ်ကင်ဆောင်ရွက်နေတဲ့နိုင်ငံပိုင်နန်းမြိုင်ဟိုတယ်ကိုရောက်ရှိကမြန်မာနိုင်ငံရဲ့ခီးသွွားလုပ်ငန်းအဆင့်တန်းမြန်မာလာစီရဲနဲ့မြန်မာနိုင်ငံရဲ့တောင်ပေါ်အပန်းဖြေမျိုးတစ်မျိုးဖြစ်တဲ့ပြုံးလင်မျိုးကိုခီးသွွားမျိုးတော်ဂုံအင်္ဂါရက်နဲ့ညီညွတ်စေဖို့အတွက်ခီးသွွားရာသီအတွင်းလာရောက်တဲခိုကြတဲ့ပြည်တွင်းပြည်ပခီးသွွားဧည့်သည်များအားတန်းပြေဝန်ဆောင်မှုပေးပြီးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပါတယ်အဲ့နောက်ပြည်တော်စုဝန်ကြီးဟာဟိုတယ်ရှိဝန်ထမ်းများရဲ့ဝန်ဆောင်မှုအရေးသွေးများအခုထပ်ပုံမအစစ်မီကောင်းမွန်စေဖို့အတွက်လေ့ကျင့်ဆောင်ရွက်ပေးနိုင်ရေးဟိုတယ်ဝင်းအတွင်းတန်ရှင်းတာယာလှပရေးလာရောက်တဲခိုတဲ့ဧည့်သည်များအတွက်ကိုယ်ကာယကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်နိုင်ရန်စီစဉ်ဆောင်ရွက်ပေးနိုင်ရေးတို့ကိုမှာကြားခဲ့ပါတယ်ဒီကနေ့မနက်ပိုင်းမှာပြည်တော်စုဝန်ကြီးနဲ့အဖွဲ့ဟာကန္နာမာမြိုင်ဟိုတယ်ကိုတွားရောက်ပြီးဟိုတယ်ဝင်းအတွင်းမြေယာရှုခင်းများလှပစွာဆက်လက်ဆောင်ရွက်ထားရှိရန်နဲ့ကားရက်နားရက်နေရာများကိုပါစနစ်တကျဆောင်ရွက်ထားရှိရန်အဆောက်အဦအားမူလလက်ရာမပြတ်စေဘဲထိမ့်သိမ်းပြုပြင်ဆောင်ရွက်ရန်နဲ့ဌာနေဒေသခံများအတွက်အလောက်ကန်ခွင့်လန်းများရရှိစေနိုင်မဲ့လုပ်ငန်းများကိုတိုးချဲ့စီစဉ်ကောင်တယ်ပေါ်ဆောင်ရွက်သွားနိုင်ရန်ကိစ္စရပ်များကိုမှာကြားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ